အားလုံးပဲမင်္ဂလာပါကျွန်တော်မိသားစုတွေကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော် International Studio ကန်ထဲကနေပြီးတော့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်မိသားစုတွေကိုဒါခါတိုင်းလိုပဲဒါကျွန်တော်ရဲ့ဒါမော်ဘီမျိုးမှာရှိတဲ့မြေခွက်လေးတွေနဲ့ကျွန်တော်မိတ်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့ကဆိုလို့ရှိရင်လည်းမော်ဘီမျိုးထိန်စွန်းကြေးရွာမှာရှိတဲ့မြေခွက်လေးတွေကိုဒါကျွန်တော်မိသားစုတွေအတွက်ဒါကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းမှာကျွန်တော်စီစဉ်လေးခုပဲစတင်ပါပြီဒါလေးကဆိုရင်တော့ကျွန်တော်တို့ဗန်နေရာမှာရှိမလဲဆိုရင်တော့ထိန်သွန်း3လမ်းထိပ်မှာတည်ရှိပါတယ်ကျွန်တော်တို့အခုလှမ်းမြင်နေရတဲ့နေရာလေးဆိုရင်တော့ဒါကျွန်တော်တို့ထိန်သွန်းရဲ့လမ်းမတိုင်းဖြစ်ပါတယ်ဒါထိန်သွန်း3လမ်းထိပ်မှာတည်ရှိတဲ့ဒါကျွန်တော်တို့ရဲ့ခြံခွက်လေးကိုဒါကျွန်တော်မိသားစုတွေကိုဒါကျွန်တော်ပြပေးချင်တာဖြစ်ပါတယ်ဒီခြံခွက်လေးကဗမာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလက်ရှိမြင်နေရတဲ့ကျွန်တော်တို့နော်12ပေလမ်းခင်းပေးထားပါတယ်အဲ့ဒီလမ်းထဲမှာပဲရှိပါတယ်အရင်မဝေးပါဘူးကျွန်တော်ပြပါမယ်ကျွန်တော်ဘေးနားမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဘေးနားမှာဆိုလို့ရှိရင်လည်းနှစ်ထပ်တိုက်ရှိပါတယ်လက်ရှိဒီခြံခွက်လေးဖြစ်ပါတယ်ဒီခြံခွက်လေးကတော့ဘယ်နှပေရှိမလဲဆိုလို့ရှိရင်တော့မျက်နှာဝါးက30ရှိပါတယ်နောက်ကတော့40ရှိပါတယ်မျက်နှာဝါး30ရှိပါတယ်နောက်က40ရှိပါတယ်ဒါကျွန်တော်တို့ခြံရှိရနေပြီးတော့ကျွန်တော်တို့လမ်းမကိုကျွန်တော်တို့မြင်နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရှာဘေးရကက်ရက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့နော်ဘာရှိမလဲဆိုလို့ရှိရင်တော့ဒါနှစ်ထပ်တိုက်ကြီးတွေလည်းရှိပါတယ်ဒါကျွန်တော်တို့ဒီငပြောခိုင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ခြံထဲမှာတည်ရှိတဲ့ငပြောခိုင်ဖြစ်ပါတယ်ဒီပညာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ရဲ့တမာဘီဖြစ်ပါတယ်တမာဘီကလည်းတော်တော်လေးလည်းလှပါတယ်ခြံထဲမှာတည်ရှိနေတဲ့အပင်တွေဖြစ်ပါတယ်နောက်မှလည်းကျွန်တော်တို့ဒါတပြေပင်တွေလည်းရှိပါသေးတယ်ဒါကျွန်တော်တို့ခြံဘေးကက်ရက်ကတိုက်ဖြစ်ပါတယ်ရှဘေးကဲပါကျွန်တော်တို့လက်ရှိရတော့ကျွန်တော်တို့ကြောက်တိုင်နေစိုက်ပြီးသားဖြစ်ပါတယ်ဒီခြံကလည်းပိုင်ဆိုင်မှုကတော့ဘာမှအရှုပ်ရှင်းဘာမှမရှိပါဘူးလုံးဝ100ရာခိုင်နှုန်းအာမခံပါတယ်စိတ်ချရပါတယ်အဲ့တော့ကျွန်တော်တို့ဒီခြံကိုကျွန်တော်တို့ပေ30မျက်နှာသာ30နောက်ကပေ40ရှိပါတယ်ဒီခြံကိုကျွန်တော်တို့ဈေးနှုန်းကတော့ကျွန်တော်တို့350ကိုမှကျွန်တော်ထက်လျှော့ပေးပါမယ်ကျွန်တော်မိသားစုအနေနဲ့ဒီခြံကိုစိတ်ဝင်စားရင်တော့ကျွန်တော်ဆက်သွယ်ပါဈေးနှုန်းကိုတော့ကျွန်တော်မကြည့်ပါနဲ့ကျွန်တော်ပြောပြမယ်ဒီဈေးနှုန်းကကျွန်တော်မိသားစုရဲ့အနေနဲ့အစင်ပြည့်ဈေးနှုန်းနဲ့ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်အစင်ပြည့်ဈေးနှုန်းနဲ့ရောင်းချပေးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုဘိုင်းနာနေလို့လည်းမဟုတ်ပါဘူးကျွန်တော်မိသားစုတွေကိုထားတဲ့ကျွန်တော်စေတနာပါဒီခြံကိုကျွန်တော်မိသားစုလိုချင်တယ်လို့ပဲပြောလိုက်ကျွန်တော်350ကိုအတက်နိုင်ဆုံးရှော့ပေးမယ်ရောင်းပေးမယ်ဖြစ်ပါတယ်ကျွန်တော်မိသားစုတေချာကြည့်ပါကျွန်တော်ခြံကိုဘာမှအမြင်တိုင်းပဲရောင်းမှာဖြစ်ပါတယ်ခိုင်မာမှုစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်မပူပါနဲ့ဒါကျွန်တော်တို့ခြံကနေပြီးတော့ဆက်သွားလိုက်ရင်တော့တောင်းလျှောက်တလန်းလုံးမှာအိမ်တွေအများကြီးပဲရှိပါတယ်လက်ရှိဒါကျွန်တော်တို့မီတာဆိုလို့ရှိရင်လည်းမီတာ600တာအရင်လွယ်ပါတယ်ဒီမှာခြံရှိမှာတွေပဲမီးကြိုးတွေရှိပါတယ်အဲ့ဒီကနေကောက်ကျွဲလို့လည်းရပါတယ်အားလုံးအဆင်ပြေပါတယ်မီတာ6ရင်တော့အခုလက်ရှိကျွန်တော်တို့ဒီခြံထဲကလူတွေကအခုလက်ရှိနေတဲ့လူတွေကတော့ဒီလိုတိုင်မှာအကုန်လုံးမီတာတွေ့ထားတာဖြစ်ပါတယ်ကျွန်တော်မီတာသူတွေနေမယ်ဆိုလို့ရှိရင်လည်းမီတာကတော့အရန်ကို600တာလည်းလွယ်ပါတယ်ကျွန်တော်မီတာသူတွေလိုချင်တယ်လို့ပြောလိုက်ပါဈေးနှုန်းကိုကျွန်တော်တန်းတိုင်းတော့ညှိနှိုင်းပြီးတော့ကျွန်တော်မီတာသူအဆင်ပြေအောင်ရောင်းချပေးမှာပဲဖြစ်ပါတယ်အဲ့တော့လိုချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်ပါစိတ်ဝင်စားဘူးအကြောင်းအရာတွေသိချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဆက်သွယ်လို့ရပါတယ်ဆက်သွယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ဒီမှာရေးပေးထားပါတယ်အဲ့ဒီကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်ပေးလို့ရပါတယ်အဲ့တော့ထုံးတဲ့တိုင်းပဲကျွန်တော်စီစဉ်လေးဒီမှာလေးပြီးဆုံးပါပြီစိတ်ဝင်စားပါကကျွန်တော်ဆက်သွယ်ပေးပါလို့ပြောရင်းနဲ့ဒီနေ့စီစဉ်ရတော့ဒီတော့ပါပဲကြည့်ချူပေးတယ်ကျွန်တော်မိသားစုတွေအားလုံးကျေးဇူးများကြီးထင်ပါတယ်